အနာအိုက်အမှာအနာဖူကြီးပေါ့နော်အမြင့်တွေတဲ့အနာကြီးများပေါက်နေတယ်မပေါက်ဘူးမှာပါသွေးစုနာပေါက်ဘူးလားသွေးစုနာပေါက်ပြီးချမ်းသာချမ်းသာဘူးဘုဘက်ထိုင်ရမလို့ဒီဘက်ထိုင်ထိုင်မရထမရဟုတ်တယ်မလားကလည်းနာရှိသေးတယ်ကလည်းနာပါချိုင်းထားတဲ့ပေါက်တာလေကိန်းရနာကိန်းရနာဆိုကနာဟုတ်တယ်မလားကလည်းချိုင်းလည်းအောက်ချလက်မောင်းလည်းအောက်ချလို့လည်းမရဟုတ်တယ်မလားအများအားမလုပ်တာဒီအောက်ထားတာကိန်းရနာခန္ဓာတော်တယ်အဲ့ဒီအနာပေါက်နေတယ်လို့ကြီးပဲလို့ရှုရမယ်အဲ့ဒါကြတော့ဘာလို့ဒုက္ခလည်းကိုထည့်ပြီးလိုက်ပေါ့ဟုတ်တယ်နော်နေသတော်ဒုက္ခတော်ယောဂတော်ခန္ဓာတော်တဏ္ဍတော်ညောင်ဆူးညောင်လေးများဆူးနေတခါလေးညောင်လေးသေးသေးလေးဆူးပြီးတော့ရှားမရဘူးဆိုရင်သူနာလေးထိလိုက်ရင်မြက်ကနေဖြစ်မသွားဘူးလားရှားလို့တွေ့သလားဒီလိုထိုင်လို့ကောင်းရဲ့လားမကောင်းအဲ့တိုင်းခန္ဓာကိုယ်လည်းအဲ့တိုင်းရှုတယ်ဟုတ်တယ်မလားဆင်းရဲနေတာမဟုတ်လားအဲ့ဒါဒုက္ခနဲ့ထည့်လိုက်ပေါ့နော်အဲ့ဒီလိုလေးအထက်လိုက်တဲ့အနေခန္ဓာတော်ယောဂတော်ခန္ဓာတော်တဏ္ဍတော်အဃတော်မကောင်းမှုတွေစုဝေးတယ်မှတ်လိုက်မကောင်းတာတွေကြီးတဲ့စုဝေးအမိုက်ပုံကြီးနဲ့သွားဘူးလားမိုက်ပုံကြီးနဲ့သွားရင်မှုဟုတ်တယ်မလားခန္ဓာကိုယ်ကြီးလည်းအဲ့လိုရှုလိုက်ကိုစိတ်ညစ်စရာကြီးဟုတ်တယ်မလားအဲ့ကြတော့အဲ့ဘယ်နဲ့ထည့်ရမှာလို့ဒုက္ခထည့်လိုက်ပေါ့နော်တဏ္ဍတော်အဃတော်အပါရတော်တဲ့ကိုယ်နဲ့ပါမှာမဆိုင်ဘူးလို့ရှုလိုက်ပါတဲ့အဲ့ဒါကြတော့အနတ္တရဲ့ထည့်လိုက်ပေါ့ဟုတ်တယ်နော်အဲ့ဒီလိုလေးတူရထည့်လိုက်လို့ရှိရင်အနေစာဒုက္ခအနတ္တသုံးချက်ပဲရှိတော့တာမဟုတ်လားဒီသုံးချက်နဲ့ရှုလိုက်ပါတဲ့မြင်မှုကြားမှုနားမှုစားမှုသိတွေ့မှုတွေ့တော်မှုဒီ6ချက်ကိုတခါလေဒီ3ချက်နဲ့လိုက်ပြီးတော့ရှုလိုက်ပါအဲ့ဒီလိုရှုလိုက်လို့ရှိရင်တဲ့ဆွဲလန်းနိုင်ရငါခန္ဓာမှန်စွာရှုအပ်ပါတည်းအဲ့ဒီလိုရှုရင်ဘာဖြစ်တော့ဆိုကြည့်မယ်တို့ရှုမြင်တံသောတာပန်အမှန်ဖြစ်နိုင်သည်တို့ရှုမြင်တံသောတာပန်အမှန်ဖြစ်နိုင်သည်တို့ရှုမြင်တံသောတာပန်အမှန်ဖြစ်နိုင်သည်တမာရီအားကောင်းလာတယ်လို့ပြောရမှာပေါ့နော်ဝိပဿနာတမာရီပေါ့ဘာတမာရီဝိပဿနာတမာတိကရောက်လာတဲ့ပေါ်လာတဲ့အာယုံကိုမလွတ်တမ်းရှုနိုင်ဟုတ်တယ်နော်ခင်ဗျားတို့တို့မှာမျက်စိမရှိဘူးလားရှိတယ်နားမရှိဘူးလားရှိတယ်နှာခေါင်းမရှိဘူးလားရှိတယ်ပါးစပ်မရှိဘူးလားရှိတယ်ခန္ဓာကိုယ်မရှိဘူးလားရှိတယ်စိတ်မရှိဘူးလားရှိတယ်ဒီ6ခုသူကအာယုံကအကုန်တိုးနေတာပဲဟုတ်တယ်နော်အာယုံတိုးတာကိုထင်ရှားတဲ့ဟာကိုဘယ်သူကကတ်သွားတော့နာငါကတ်သွားဘယ်သူကိုကတ်တာတော့ထင်ရှားတဲ့ကတ်အဲ့ထင်ရှားတာကတ်တာကိုတတိကလိုက်ပြီးတော့ရှုရတာတတိကမလုပ်ရဘူးလိုက်ပြီးရှုရတာရှုနေရတာဟုတ်တယ်မလားအခုခိုင်ဦးစင်းကတရားလာဟောနေတာဘုဘကနေပြီးဒုံနဲ့ရောက်ပါလေရောက်ဒုံစီရောက်မသွားဘူးလားအဲ့ဒါလေးတွေကြားတယ်လို့မှတ်လိုက်ပေါ့ဟုတ်တယ်မလားတခါလေတခါဘုရားနေပြီးတော့ဒီတရားဟောနေတယ်တရားနာနေတယ်နိုင်နေအနတ်ကတိုးမလာဘူးလားစိတ်ကပဲရောက်အနတ်စီရောက်ပါလားနာလိုက်စာတော့မလုံးနဲ့နော်နာနေဒီလိုပဲနာလိုက်စာဆိုတော့ဘာသာပါသွားတော့အဲ့ဒါကြတော့မရှုတော့ဘဲနဲ့ဘယ်လဲရောက်ပါဒေါသလေးရောက်ပါဒေါသလေးမရောက်ဘဲနဲ့ဒီလိုရှုရမှာလို့နာနေဒါလေးပဲဟုတ်တယ်မဟုတ်လား